ရိုနယ်ဒိုမက်ဆီနီမာဘာပေတို့မှာဘယ်သူဒီနှစ်ဖလားရသွားမလဲဒီမေကွန်းကိုဖြေဖို့ဘယ်သူကပိုတော်လဲဆိုတဲ့ပရိသတ်တွေရဲ့စိတ်ဆွဲလန်းနေအားလုံးကိုခဏလောက်ပြီးဖယ်ထားလိုက်ပါအားလုံးပဲမင်္ဂလာပါ2026ဖလားမှာရိုနယ်ဒိုရဲ့အသက်က42နှစ်ရှိနေပါပြီလူသားတယောက်ရဲ့ခန္ဓာကိုယ်ဖွဲ့စည်းပုံအရ42နှစ်ဆိုတာက9ပွဲဆက်တိုက်ပြင်းထန်တဲ့ဖိအားတွေအောက်မှာမိနစ်60အပြည့်ကစားဖို့ဆိုတာစိတ်ပညာအရအင်မတန်ကိုခက်ခဲတဲ့ကိစ္စပါရိုနယ်ဒိုရဲ့အကြီးမားဆုံးသောလက်နက်ကသူ့ရဲ့အတ္တနဲ့အောင်မြင်ခြင်းစိတ်ပါပဲရှင်ဒါပေမဲ့အဲ့ဒီအတ္တစိတ်ကပဲသူ့ရဲ့အကြီးမားဆုံးအားနည်းချက်ဖြစ်လာနိုင်ပါတယ်ပေါ်တူဂီအသင်းမှာဘရူနိုတို့လိုကမ္ဘာအဆင့်ကစားသမားတွေပြည့်နှက်နေတာပါရှင်တကယ်လို့ရိုနယ်ဒိုကသူ့ရဲ့အိုမင်းလာတဲ့ခန္ဓာကိုယ်ကိုလက်ခံပြီးအသင်းအတွက်လိုအပ်တဲ့အချိန်မိနစ်30လောက်ပဲဝင်ကစားမဲ့စူပါဆပ်နေရာကိုကြည်ကြည်နက်နက်လက်ခံခဲ့မယ်ဆိုရင်တော့ပေါ်တူဂီဟာအင်မတန်ကြောက်စရာကောင်းပါတယ်ဒါပေမဲ့သူဟာပွဲတိုင်းကိုမိနစ်60အပြည့်ကစားဖို့တောင်းဆိုထားကအသင်းရဲ့ကစားကွက်ရစ်တမ်ကိုသူ့စီမှာပဲဗဟိုပြုခိုင်းမယ်ဆိုရင်တော့ပေါ်တူဂီတို့ဖိုင်နယ်ရောက်ဖို့မလွယ်ကူပါဘူးနေမာဆိုတော့ဘောလုံးလောကရဲ့အလှပဆုံးပကြီးကားတစ်ချက်ဖြစ်တယ်လို့အလွယ်တကူခြေကွဲလွယ်တဲ့ဖန်ကွက်တစ်ခွက်လည်းဖြစ်ပါတယ်2026မှာသူ့ရဲ့အသက်က34နှစ်ရှိနေပါပြီရှင်သူ့ရဲ့ကစားသမားဘဝကဒဏ်ရာတွေနဲ့ကြီးလုံးပန်းခဲ့ရတာပါဘရာဇီးအသင်းမှာဗီနီစီယက်စ်တို့လိုလူငယ်သွေးသစ်တွေအကောက်နေပေမဲ့ကွင်းလယ်ကနေဖန်တီးပေးမဲ့ညံချီးရှင်နေရာမှာတော့နေမာကိုအစားထိုးလို့မရသေးပါဘူးနေမာရဲ့အကြီးမားဆုံးပြဿနာကစိတ်ပိုင်းဆိုင်ရာခံနိုင်ရပါရှင်သူဟာဖျားရီများလာရင်တော့ကွင်းထဲမှာစိတ်လက်မှန်ပါလောက်တတ်တယ်လို့ပြိုင်ဘက်တွေရဲ့ရည်ရွယ်ချက်ရှိကြမ်းတမ်းစွာဖျက်ထုတ်မှုတွေကိုအများနဲ့ခံရလိမ့်ရှိပါတယ်ဒီကမ္ဘာဖလားကသူ့အတွက်နောက်ဆုံးအခွင့်အရေးဖြစ်လို့အဖိုးတပြင်းလိုလားမှုနဲ့ကစားမှာပါဘရာဇီးဖလားရဖို့ဆိုတာကနေမာရဲ့ခြေချင်းဝက်ဘယ်လောက်ထိခံနိုင်ရရှိလဲဆိုတဲ့ကံတရားအပေါ်မှာပဲရာခိုင်နှုန်းပြည့်မူတည်နေပါတယ်2022မှာဖလားရသွားတဲ့မက်ဆီအတွက်2026ဆိုတာဖီအားလုံးဝမရှိတော့တဲ့ပြိုင်ပွဲပါအသက်39နှစ်အရွယ်မက်ဆီကခွန်အားကိုတုံးပြီးပြင်းလွှားကစားရမယ့်အရွယ်မဟုတ်တော့ပါဘူးသူဟာကွင်းထဲမှာလမ်းလျှောက်နေမဲ့စစ်တူရဲ့ Green Master ပါအာဂျင်တီးနားအသင်းရဲ့ဖွဲ့စည်းပုံကလည်းအင်မတန်ကိုအကွက်ချပါရဲ့ရှင်ဒီပေါ်အန်ဆိုတို့လိုကစားသမားတွေကမက်ဆီရဲ့ကိုစားကွင်းထဲမှာအတီလဲကိုပြင်းလွှားဖျက်ထုတ်ပေးကြမှာဖြစ်ကောင်မက်ဆီကတော့သူ့ရဲ့စွမ်းရည်ကိုချွေတာကလိုအပ်တဲ့စက္ကန့်ပိုင်းလေးမှာမှခေလာဖက်တွေခေလာရှစ်တွေကိုထိုးသုံးမှာပါဖီယာကင်းစင်နေတဲ့ပါရမီရှင်တယောက်ကကွင်းထဲမှာအကြောက်ရဆုံးလက်နက်ပါပဲရှင်အာဂျင်တီးနားကမက်ဆီကိုဗဟိုပြုထားတဲ့စနစ်ကိုအပြည့်အဝနားလည်ထားတဲ့အတွက်ဘိုလ်လူပွဲထိရောက်ဖို့ကတော့မျှော်လင့်လို့ရနိုင်ပါတယ်ကျန်တဲ့3ယောက်ကအသက်30ကျော်နေတဲ့အချိန်မှာဘာပေကတော့2026ခုနှစ်မှာအသက်28နှစ်ဆိုလိုတာကတော့ဘောလုံးသမားတယောက်ရဲ့ရုပ်ပိုင်းဆိုင်ရာရောစိတ်ပိုင်းဆိုင်ရာပါအကောင်းဆုံးကိုရောက်နေတဲ့အချိန်ပါဘာပေကတာမန်ကစားသမားမဟုတ်ပါဘူးနော်သူဟာပြိုင်ဘက်ရဲ့ခံစစ်အကြောင်းကိုအမြန်နှုန်းသက်နဲ့တင်ဖြည့်ဆည်းပြနိုင်တဲ့လူသက်ဆက်ပေါင်းပြင်သစ်အသင်းရဲ့လူစင်းကိုကြည့်လိုက်ရင်တော့ခံစစ်ကနေတိုက်စစ်အထိနေရာတိုင်းမှာကမ္ဘာအဆင့်ကစားသမား2ယောက်စီလောက်ကအရန်သိရှိနေတဲ့အေယာမစိတ်ယုံကြည်ပါပဲဘာပေစီမောင်မက်ဆီရဲ့ညံရင်မျိုးမရှိကောင်းမရှိနိုင်ပေမဲ့ခေတ်သစ်ဘောလုံးလောကရဲ့တောင်းဆိုမှုဖြစ်တဲ့ပောက်ကွဲအားနဲ့အဆုံးသက်တည်ချမှုမှာတော့သူကအားလုံးထက်တာလွန်နေပါတယ်သူဟာပြိုင်ပွဲတစ်ခုလုံးကိုတယောက်တည်းဆွဲတင်သွားနိုင်စွမ်းရှိပြီးတော့ပြင်သစ်ကိုနောက်ထပ်ကမ္ဘာဖလားတစ်လုံးရအောင်ယူပေးနိုင်မဲ့အခွင့်အရေးအများဆုံးကစားသမားဖြစ်ပါတယ်အချုပ်ဆိုရရင်တော့စိတ်ခံစားချက်တွေကိုဘေးဖယ်ပြီးဇီဝကမ္ဘာပေးတော့အသင်းလိုက်ဖွဲ့စည်းပုံနဲ့ကစားသမားရဲ့လက်ရှိအနေအထားရကြည့်မယ်ဆိုရင်တော့2026ကမ္ဘာဖလားကိုရယူသွားဖို့အခွင့်အရေးအများဆုံးကစားသမားကကီလီယန်ဘာပေလို့ပဲဆိုလိုက်ပါစေဒါဆိုရင်ပရိသတ်တို့ရောလက်ခံနိုင်ကြလားရှင်အဆုံးနဲ့ကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ